ကျမဆလာဂျလီစားခြင်းနဲ့ဆိုလို့ဒီနေ့တော့ကျမရဲ့မျိုးသားလေးကိုကျမဆလာဂျလီချက်ကျွေးလိုက်ပါရယ်နော်အရင်ဆုံးရေစီးထားတဲ့ကြက်သားတုံးလေးတွေကိုကြက်သားမုတ်ရယ်ဆွနွှဲမုတ်ရယ်စားနေငယ်ထည့်ပါမယ်ကျက်သွန်အဖြူအနီးချင်းငရုတ်တိအယောင်တင်မုတ်ရောထောင်းတာလေးလည်းထည့်မယ်ရှင်အမေထွားပဲစီလေးထည့်ပြီးအားလုံးကိုအရသာဝင်အောင်နေမယ်ရှင်နာငရုတ်တိထောင်းတာတဲ့စုံလေးထည့်မယ်ဖုံးလေးအုပ်ပြီးစားချက်လို့ရပါပြီကြက်သားလေးလည်းနူးသွားပြီဆိုရင်တော့ဟင်းနဲ့လေးမွေးသွားအောင်မဆလာလေးနင်းငယ်ထည့်ပါမယ်အရသာလေးတော့ကတော့မပြိုင်လေးနည်းနည်းထည့်မယ်ရှင်ချက်ရတာလွယ်ကူပြီးအရင်လဲစားကောင်းတဲ့ကြက်မဆလာဟင်းလေးရပါပြီနော်တရက်ဘာချက်စားရမှန်းမသိစဉ်းစားရခက်နေတဲ့အိမ်ရှင်မတွေဒီလိုလေးလဲလိုက်ချက်စားကြည့်လို့ရပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲတက်တာ